မှမပြောနဲ့တော့နားလဲပါတယ်ဘာမှမထူတော့တဲ့ချိန်နေတစ်ခုတည်တယ်နေပြက်လက်စားနဲ့ဖြတ်ပါငါကိုမနာပါနဲ့ပြန်လဲမချီနဲ့တော့ရပါတယ်နောက်ဆုံးတော့မဆန်တဲ့ဘူတွေပဲတည်တယ်ငါပဲရှုံးမေးပါမယ်လောလက်စွာနဲ့ခါကြတော့ငါလေးဘာမှမတွေ့ပဲတတိယမိပါတယ်ဒါဟာမကြခဏလေးကဲတွေ့ဆုံကြုံွယ်ဒါလည်းတဘာဝလေးပဲအေးပါတကယ်တော့ချစ်ဆိုတာရသမမြောက်တဲ့ဟာတာလေးရဲ့ဒါခဏလေးပဲနေထင်တဲ့ချစ်ဆိုတာကကာလာလေးနဲ့စာနာပေးတဲ့ချစ်တွေကြတော့နေကမမြင်ရပါကဲရှင်ပြစရာမလိုတော့ပါဘူးဇက်လန်းကပြီးပြီးတို့နှစ်ယောက်ရဲ့ဇက်လန်းအမတ်တန်ကချီတခါကမတရားလေးတွေချမ်းမထားနဲ့လောကပြီးမှတခံပါလေတဲ့အတောင်မစကားတွေလက်ကားပဲဘာမှလုံးမရတဲ့ချိန်တွေကြမှာဘာမျောလင်းလို့ရတော့မလဲငါဘဝကိုငါနာတယ်ငါတီးလိုက်ပါတယ်ငါမရှိလက်ဖြစ်တယ်နေလို့လက်သွားပြီပဲစာရများဟာလွမ်းနဲ့ရောပြီးနှစ်သာရများမပါလက်ဟာရများကသွားတော့ဖြစ်ဟာတာသွားမမဖြစ်တဲ့နေ့ကြမင်းကိုချစ်ပါတယ်ဆိုတဲ့သူလဲပလစ်ကထားသွားမှာရှစ်ဟာခါတလားကွာဟာမမင်းနဲ့သားကြီးမုံကပူခါတဲ့တချို့အချိန်ကြတော့လဲကွာဝမ်းနဲ့ချင်းကိုဖုံးရခွေရတဲ့ပြုံးကပူခါတဲ့ချစ်သူတူလမ်းခွဲတဲ့ခါနိုင်အရှုံးဘာမှမတွေ့နဲ့ရှုံးကပူများတယ်ဟုတ်တယ်ရှုံးကပူများတယ်ယုံထားလို့ထားလဲသူလဲကျုပ်ဘဝကိုနားမလဲသုံးချလို့သွားလဲငါပြုံးပြလို့ထားတယ်အမှန်နဲ့တင်လို့ရှောက်ခဲ့ပြီးမှမုံတရားတွေမပွားနဲ့နေလုံးသမျှအရာအလုံးကလုံးဝကိုမာတယ်လွန်သွားပြီပဲငါတို့တွေချွန်သွားပြီကဲအပြတ်တမ်းမိတဲ့နေရာတစ်ခုကနွန်သားတွေကြီးပဲမသေးကြတဲ့အနာကတစ်ခုမှစွန်စားနေမိခဲ့ဒီလိုနဲ့ပဲမင်းနဲ့ငါကြခွန်အားတွေချီတခါခါမတရားလေးတွေချမ်းမထားနဲ့လွန်ကုန်ပြီးမှတခံပါလေနဲ့အတောင်မစကားတွေလက်ကားပဲဘာမှလုံးမရတဲ့ချိန်ကြမှာဘာမျောလင်းလို့ရတော့မလဲငါဘဝကိုငါနာတယ်ငါတီးလိုက်ပါတယ်ငါမရှိလက်ဖြစ်တယ်နေလို့လက်သွားပြီပဲမပြောနဲ့တော့နာတယ်ပါတယ်ဘာမှမထူတော့တဲ့ချိန်နေတစ်ခုတည်တယ်နေပြက်လက်စားနဲ့ပြတ်ပါငါကိုမနာပါနဲ့အပြန်လဲမချီနဲ့တော့ရပါတယ်နောက်ဆုံးတော့မဆန်တဲ့ပူတွေပဲတည်တယ်ငါပဲရှုံးမေးပါမယ်လောလက်စွာနဲ့တချို့ချစ်တွေကဒီလိုပဲမလိုအပ်တဲ့နေရာတွေမှာလာတာတယ်သူတို့ချစ်တယ်ဆိုတာကခဏပါပဲရပါတယ်ကျွန်တော်ကတော့ပေးဆက်လိုက်ရတာတဘဝစာ